အားလုံးမင်္ဂလာပါစံကေအန်လိုက်တမင်မှာပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်စာနီကျော်ပါစီမံခန့်ခွဲမှုဘာသာရပ်တွေကိုတင် जा ပို့ချနေတဲ့ဆရာတယောက်ဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာတော့စိတ်ဖိစီးမှုကိုဘယ်လိုရှော့ချမလဲဆိုတဲ့အကြောင်းအရာကိုမျှဝေသွားမှာဖြစ်ပါတယ်အင်္ဂလိပ်လို stress management လို့ခေါ်ပါတယ် stress ဆိုတဲ့စကားလေးကိုစိတ်ဖိစီးမှုစိတ်တင်းကျပ်မှုလို့မြန်မာလိုအဓိပ္ပာယ်ရပါတယ်လူတွေဟာစိတ်ဖိစီးမှုစိတ်တင်းကျပ်မှုတွေနဲ့မဖြတ်တန်းကျင်ကြပါဘူးပျော်ပျော်ရွှင်ရွှင်ပဲနေ့တစ်နေ့ကိုဖြတ်တန်းကျင်ကြတာပါဒါပေမဲ့လည်းပဲလူတိုင်းဟာမကြာပဲစိတ်ဖိစီးမှုတွေကြုံတတ်ကြပါတယ်စိတ်ဖိစီးမှုလို့ပြောရင်မကောင်းတာကြီးပဲသတ်မှတ်လို့မရပါဘူးတချို့သောစိတ်ဖိစီးမှုတွေဟာအတိုင်းအတာတစ်ခုထိအောင်ကောင်းကျိုးပေးတာတွေရှိပါတယ်ဥပမာအလုံးနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုကြုံရင်အလုံးမှာပိုကြိုးစားလာနိုင်တယ်ကျန်းမာရေးနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုကြုံရင်ကျန်းမာရေးတွေလိုက်စားလာနိုင်တယ်ဆက်ဆံရေးနဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေကြုံရင်ဆက်ဆံရေးတွေကောင်းအောင်ပိုကြိုးစားလာနိုင်တယ်ဒါတွေဟာစိတ်ဖိစီးမှုကြောင့်ပိုကောင်းတဲ့အခြေအနေတွေဖြစ်လာတာဖြစ်ပါတယ်ဒါပေမဲ့လည်းပဲစိတ်ဖိစီးမှုဆိုတာအတိုင်းအတာကျော်သွားရင်တော့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအများကြီးရှိပါတယ်စိတ်ဖိစီးမှုဘယ်လိုဖြစ်လာသလဲဆိုရင်အစင်မပြေမှုတွေကြောင့်လည်းစိတ်ဖိစီးမှုတွေဖြစ်တတ်ပါတယ်ပရိပက္ခတွေကြောင့်လည်းစိတ်ဖိစီးမှုတွေဖြစ်တတ်ပါတယ်ဖိအားတွေကြောင့်လည်းစိတ်ဖိစီးမှုတွေဖြစ်တတ်ပါတယ်စိတ်အလိုမကျမှုတွေကြောင့်လည်းစိတ်ဖိစီးမှုတွေဖြစ်တတ်ပါတယ်ဘယ်လိုကြောင့်ပဲစိတ်ဖိစီးမှုတွေဖြစ်ပါစေကျွန်တော်တို့ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေကိုတော့ရှော့ချရမှာဖြစ်ပါတယ်စိတ်ဖိစီးမှုကိုရှော့ချဖို့ရန်အတွက်နည်းလမ်းတွေရှိပါတယ်စိတ်ဖိစီးမှုကိုရှော့ချဖို့နည်းလမ်း၈မျိုးကိုမျှဝေပေးခြင်းပါတယ်နံပါတ်1တခြင်းနားထောင်ပါတခြင်းနားထောင်ခြင်းဟာစိတ်ဖိစီးမှုကိုရော့ကျစေပါတယ်စိတ်ဖိစီးမှုများတဲ့အချိန်မှာအေးအေးညောင်းညောင်းရှိတဲ့တခြင်းလေးတွေတခြင်းအေးအေးလေးတွေကိုပို့ပြီးနားထောင်စေခြင်းပါတယ်ဘာလို့လို့ဆိုရင်တခြင်းအေးအေးလေးတွေကလူရဲ့စိတ်ကိုအေးချမ်းစေလို့တည်ငြိမ်စေလို့ဖြစ်ပါတယ်နံပါတ်2စာဖတ်ပါစာဖတ်ခြင်းဟာလည်းပဲစိတ်ဖိစီးမှုကိုရော့ကျစေပါတယ်စိတ်ကိုအေးချမ်းစေမဲ့စာအုပ်တွေဥပမာတရားစာအုပ်လေးတွေနောက်ပြီးစိတ်ခွန်အားဖြစ်မဲ့စာအုပ်လေးတွေကိုရွေးချယ်ဖတ်ဖို့လိုအပ်ပါတယ်စာဖတ်တဲ့အခါမှာဖြစ်နိုင်ရင်ဖုန်းတွေလက်တော့တွေကတဆင့်ဖတ်တာမျိုးမဟုတ်ပဲစာအုပ်ကိုကင်ပြီးဖတ်စေချင်ပါတယ်ဘာလို့ဆိုရင်ဖုန်းတွေလက်တော့တွေကတဆင့်စာဖတ်မယ်ဆိုရင် Facebook လို social media တွေပေါ်ပြန်ရောက်သွားပြီးစိတ်ဖိစီးမှုဖြစ်တတ်လို့ပါနံပါတ်3 social media ကိုရှော့သုံးပါစိတ်ဖိစီးမှုများတဲ့အချိန်မှာ social media ရှော့သုံးဖို့လိုအပ်ပါတယ် Facebook လို social media တွေမှာမြင်ရကြားရတာတွေအများစုဟာမကောင်းတဲ့သတင်းတွေမကောင်းတဲ့အကြောင်းအရာတွေပဲများနေတတ်လို့ပါဒါကြောင့်မို့ခဏတစ်ဖြုတ် social media နဲ့အဆက်ဖြတ်ပြီးကိုလှုပ်ချင်တာလေးတွေလုပ်ပြီးစိတ်ဖိစီးမှုကိုရှော့ချလို့ရပါတယ်နံပါတ်4မိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောပါစိတ်ဖိစီးမှုများတဲ့အချိန်မှာတယောက်တည်းဟိုတွေးဒီတွေးနဲ့အတွေးများနေရတဲ့စာရင်မိတ်ဆွေတငယ်ချင်းနဲ့တွေ့ဆုံစကားပြောတာကစိတ်သက်သာမှုပိုရစေပါတယ်ဒါကြောင့်မို့စိတ်ဖိစီးမှုရှော့ချဖို့ရန်အတွက်မိတ်ဆွေတငယ်ချင်းတွေနဲ့တွေ့ဆုံစကားပြောဖို့လိုအပ်ပါတယ်နံပါတ်5အကောင်းမြင်စိတ်ထားပါအကောင်းမြင်စိတ်ထားခြင်းဟာစိတ်ဖိစီးမှုကိုရော့ကျစေပါတယ်အခုချိန်မှာအစင်မပြေတာလေးတွေကြုံနေရပေမဲ့တနေ့တော့အစင်ပြေသွားမှာပါတနေ့တော့ကောင်းသွားမှာပါလို့အကောင်းမြင်တဲ့စိတ်နဲ့တွေးဖို့လိုအပ်ပါတယ်အဲ့လိုအကောင်းမြင်တဲ့စိတ်တွေးခြင်းဟာစိတ်ဖိစီးမှုကိုရော့ကျစေပါတယ်နံပါတ်6ကိုအားပေးပါကိုအားပေးခြင်းဟာလည်းပဲစိတ်ဖိစီးမှုကိုရော့ကျစေပါတယ်ငါလုံနိုင်တယ်ငါလုံရင်ဖြစ်တယ်ဘလောက်ပဲခက်ခဲပါစေငါမရရအောင်လုပ်မယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ကိုအားပေးဖို့လိုအပ်ပါတယ်အဲ့လိုကိုအားပေးမှကိုယုံကြည်မှုတွေမြင့်မားပြီးစိတ်ဖိစီးမှုတွေကိုရော့ကျစေတာဖြစ်ပါတယ်နံပါတ်9လေ့ကျင့်ခန်းလုပ်ပါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာကျွန်တော်တို့ရဲ့စိတ်နဲ့ဆက်ဆက်နေပါတယ်ကျွန်တော်တို့ရဲ့စိတ်ချမ်းသာဖို့စိတ်ဖိစီးမှုတွေလျှော့ချဖို့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်ကျန်းမာဖို့လိုအပ်ပါတယ်ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ကိုယ်လက်လှူရှားမှုလေးတွေလေ့ကျင့်ခန်းလေးတွေလုပ်ဖို့လိုအပ်ပါတယ်အဲ့လိုလေ့ကျင့်ခန်းလေးတွေလုပ်ခြင်းဟာလူတစ်ယောက်ကိုစိတ်ဖိစီးမှုလျော့ကျစေပါတယ်စိတ်ဖိစီးမှုလျှော့ချဖို့ရန်အတွက်နောက်ဆုံးနည်းလမ်းကတော့တရားမှတ်ပါတရားထိုင်ပါတရားထိုင်ခြင်းတရားမှတ်ခြင်းဟာစိတ်ဖိစီးမှုကိုလျှော့ချဖို့ရန်အတွက်အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်စိတ်ပူပန်မှုတွေစိတ်ဖိစီးမှုတွေဆိုတာကျွန်တော်တို့ရဲ့စိတ်ကြောင့်ဖြစ်ရတာဖြစ်ပါတယ်တရားမှတ်ခြင်းတရားထိုင်ခြင်းပြုလုပ်မယ်ဆိုရင်ပြန့်လွင့်နေတဲ့စိတ်ကိုတည်ငြိမ်စေပြီးတော့စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်ဒါကြောင့်မို့စိတ်ဖိစီးမှုကိုလျှော့ချဖို့ရန်အတွက်တရားထိုင်ခြင်းတရားမှတ်ခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်လို့ပြောရင်
ဒီနေ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်